ဒါကတော့ခြုံချင်းရဲ့အရန်နာမည်ကြီးတဲ့ Lazy Pass ဆိုတဲ့ train station ပေါ့နော်သူက train ကဒီအထဲကိုဝင်သွားတဲ့ဟာပေါ့building ထဲကိုဝင်သွားတဲ့ဟာပေါ့နော် tourist attraction ခုအကြီးကြီးပေါ့ဒီမှာလာကြည့်တဲ့သူတွေဘယ်လောက်များလဲဆိုတော့မိုက်တော့အဟို train ကနေစီးခဲ့တာပေါ့နော်အခုကတော့အောက်ကနေပြန်ကြည့်မယ်ဘာလဲသူတို့ကသူပြောဒီကသူတို့ပြောတာတော့ဒီ train station နဲ့ပေါ့နော်ဒီ building နဲ့ဒီ railway ကသူတို့တပြိုင်တည်းဆက်ဆောက်တာတဲ့အဲ့ဒါကြောင့်မလို့လဲသူတို့ဒီလိုမျိုးဝင်နိုင်တာပေါ့ train ကတော့ရက်တာတော့6လမှရက်ပြီးမှ6လောက်ပိုင်းရက်တာပေါ့နော်သူတို့ရဲ့နယ်မြေလိုအပ်ချက်အရာသူတို့ရဲ့ဒီလိုဆောက်ထားတာတဲ့အခု train လာတဲ့ခါကိုလည်းပြပေးမယ်နော်ရထားလာပါပြီ okay ရထားလာပါပြီ okay ဒီမှာရထားဝင်သွားတော့မယ်ဝင်ပြီရထားဝင်သွားပါပြီရှင် okay ဒါတော့သူတို့ရဲ့ attraction အကြီးကြီးပေါ့နော်ဒါတစ်ခုဖြစ်ပါတယ်ခြုံချင်းရဲ့ attraction တစ်ခု I think this ဒါလည်းသူတို့ရဲ့ tourist attraction တစ်ခုပေါ့နော်အခု loss ရသူတို့တားဖားလဲဒီမှာ tourist attraction ဖြစ်နေပါတယ်我小姑娘是。သူတို့เนี่ย